မင်္ဂလာပါရှင်ယနေ့ဖြစ်ပါတယ်။ဒီနေ့မှာပေါ့နော်ဒီ sub class ကိုပဲမှာ new update ထွက်ထားတာလေးကိုလာပြောပြပေးမယ်ဖြစ်ပါတယ်ရှင်။ကဲဆိုတော့ယနေ့ကိုဒီအိမ်နဲ့မှာပေါ့နော်အခုဒီချာလိုက်ပြပေးပါမယ်။ဒီလိုမျိုးprocess ထဲကိုအရင်ဝင်ပေးရပါမယ်။ process ထဲမှာပေါ့နော် new update တွေအများထွက်ထားရပေါ့နော်။ဒီမှာပါနားလေးမှာနားနေမှာ ILO 4 ရယ် ILO 5 ရယ်ဆိုပြီးတော့ပေါ့နော် ILO 4 ကကျတော့လိုလေးပေါ့နော်ဆိုးပါဘူးလှပါတယ် ILO 5 ကကျတော့ILO 5 ကလိုအနီရောင်ပုံလေးပေါ့နော်နောက်ပြီးနားလေးမှာပေါ့နော်ဒီနားလေးမှာ glasses ဆိုပြီးတော့ဟာလေး glasses ဆိုတဲ့ဟာလေးရှိပါတယ်အဲ့လေးနှိမ့်လိုက်ပေါ့နော်အဲ့မှာဆိုရင်ထွက်ထားပေါ့နော်ဒါဆိုရင်အဲ့မှာမျက်မှန်ကြီးတွေပေါ့နော်တော်တော်လေးမိုက်တယ်ဒီမှာဆိုမျက်လုံးပြူးပြူးတွေပေါ့နော်အဖက်တွေပေါ့နော်မိုက်ပါတယ်မျက်လုံးညာတိတ်မလာဘူးပေါ့နော်ဒါလေးဆိုလည်းမစိုးပါဘူးလေးဆိုလာပေါ့နော်ဒီမှာဒါဆိုလူဖုံးထားပါဘော။ဒီနေ့ဒီဟာလေးပဲယူလိုက်ပါမယ်။ဒါလေးပေါ့နော်။ပြီးတော့ဘောနော်ချင်းရွေမီနူးရဲ့ဝင်ပေးရပါမယ်ရှင်။ဒီတစ်ခေါက် new update ကတော့နည်းနည်းလေးများရပေါ့နော်။ဒီနေ့တိကျလောက်လေးလာပြောပြတာပါရှင်။မီနူးရဲ့ဝင်လာပြီဆိုလို့ရှိရင်တော့ဘောနော်အမှဒီမှာပေါ့နော် child ID ရဲ့ item ID ဆိုတဲ့ဟာလေးကိုနှိပ်ပေးပေါ့နော်အဲ့ဒါပြီးလို့ရှိရင်တော့ရင်းအမှ upload ပြီးနေဆွဲလိုက်ပါအခုဆွဲလိုက်ပြီးဆိုလို့ရှိရင်တော့အများကြီးပဲပေါ့နော် new update တွေဒါရမျက်လုံးကပုံမှန်ပဲပေါ့နော်ဒီမှာဆိုရင်အဲ့မှာ update လေးစတွေ့ရပါပြီရှင်၃ခုတော့မှာပေါ့နော်ဒါဆိုရသဲပုံမျက်လုံးလေးဒါရကြဲဒါရတော့နဲ့တောက်နေမျက်လုံးပေါ့နော်အရင်မိုက်တယ်ညိုကြိုက်လိုက်ပါမယ်အဲ့လိုမျိုးအများကြီးပဲရှိရပေါ့နော်ပြီးလို့ရှိရင်ဒီပြပေးအောင်ပဲပေါ့နော်မီနူးရဲ့ပြန်ဝင်လိုက်ပါပြီးလို့ရှိရင်ဒီနားနဲ့ process ဟာလေးကိုနှိပ်ပေါ့နော်ပြီးလို့ရှိရင်ဒီ left မှာကြတော့ပေါ့နော်ဒီမှာဒီ left ဟာလေးကိုဒီ left hand ဆိုတဲ့ဟာလေးကိုနှိပ်ပေါ့နော်ဒီညာဘက်ဘယ်လာဟဲ့ပါထားလိုက်ပါတော့အဲ့ဒါလေးကိုနှိပ်လို့ရှိရင်မှချူရောင်ကွက်လေးပေါ်လာတယ်မျိုးပေါ့နော်အခုဒီနဲ့ဆွဲလိုက်ပါရှင်အဲ့မှာ teddy bell ကိုရတွေ့မယ်ပေါ့နော်အဲ့ teddy bell လေးကိုစစ်စရာကောင်းတယ်ပေါ့နော်ဝင်းရလာပါပြီရှင်အရင်မိုက်တယ်ပေါ့နော်လို့ရှိရင်ကြံနေရပေါ့နော်ဒီ right ဘက်မှာကြတော့ညွေright ဘက်မှာလည်းပုံမှန်တိုင်းပဲပေါ့နော်အောက်ကိုဖြည်းဖြည်းနဲ့ဆွဲပေးပေါ့ဒီမှာတော့အိတ်ဒီပါရရပေါ့နော်မိုက်ပိုင်ဒီမှာလည်း teddy bell ရရပေါ့နော်မဆိုးတော့ပါလည်းမသိပါဘူးပြီးရင်ဒါရမယ်ပေါ့နော်နောက်ထပ်မနက်ပိုင်းရှိတဲ့ဆိုရင်လူဆက်ကြည့်ကြမယ်ပေါ့နော်အဲ့ဒီမှာရင်းမှာခဏပြပေးမယ်ပေါ့နော်ပြန်ပြရမယ်ရှင်အဲ့မှာဒီမီနူးရဲ့ပြန်ဝင်လိုက်ပြီးရှင်ခုနကဟာလေးပြန်နေလိုက်ပေါ့နော်အဲ့မှာဒီ post move ဆိုတဲ့ဟာလေးကိုနှိပ်ထားပေါ့နော်ပြီးရှင်မှာဒီ talk daily ဆိုရမှာခုလိုခါးလေးလက်ထောက်တယ်ပေါ့နော်ဒါတော့အရင်တော့ရရဟာပဲပေါ့နော်မိုက်ပိုင်ကဲဆိုတော့ပေါ့နော်ဒီကတော့ new update လေးတွေကိုလာပြပေးရတယ်ဖြစ်ပါတယ်ရှင်တကယ်ကြီးဗီဒီယိုလေးကတော့လောက်ပါပဲเนาะအားလုံးပဲဒီဗီဒီယိုအခုလိုမျိုးဗီဒီယိုလေးကျင်းနေတယ်ဆိုလို့ကျွန်တော်တို့ channel လေးကို like and subscribe လေးလုပ်ပေးထားဖို့ပြောချင်ပါတယ်ရှင်
နောက်ထပ်ဗီဒီယိုလေးမှာပဲပေါ့နော်ချင်းနေတူတူပြန်ဆောင်ကြရအောင်ပါအားလုံးပဲဘိုင် တဲပေါ်အင်းတော့အပွားလား ချင်းဒီနေ့ကတော့ပေါ့နော်ဒီချင်းဒီရဲ့ new update လေးပေါ့နော်ဒီကနေ့လာတင်ပြရဖြစ်ပါတယ်